ဦးမြောင်နိုင်သည် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် နိုင်ငံသားများပေါ် သစ္စာစောင့်သည့်ယူသေးပြီး သစ္စာဆောင်သည့်ယူသည်ပြီး ပြည်တော်စုမပြိုကွဲ၍ ပြည်တော်စုမပြိုကွဲ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ ၍ချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဥစိတ်ပန်ဆင်ဆောင်ရွက်ပါမည် ထာဝစဉ်ဥထိပ်ပန်ဆင်ဆောင်ရွက်ပါမည် ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သည့်လိုက်နာယူသေးပြီး ထိန်းသိမ်းဆောင်သည့်ရဏယူသည်ပြီး နိုင်ငံတော်၏ဥပဒေများကို နိုင်ငံတော်၏ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည် လိုက်နာကျင့်သုံးဆောင်ရွက်ပါမည် မိမိတာဝန်တရားများကို မိမိတာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် ဖြောင့်မတ်မှန်ကန်စွာဖြင့် စွမ်းကုန်ဆောင်ရွက်ပါမည် အစားကုန်ဆောင်ရွက်ပါမည် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း တရားမျှတခြင်း လွတ်လပ်ခြင်းနှင့် လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော ညီမျှခြင်းတည်းဟူသော လောကပါဠတရားများ လောကပါဠတရားများ ပုံမူထွန်းကားရေးအတွက် ပုံမထွန်းကားရေးအတွက် ဆောင်ရွက်ပါမည် ဆောင်ရွက်ပါမည် ကျွန်ုပ်သည် ကျွန်ုပ်သည် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာ ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား နိုင်ငံတော်အား မိမိအသက်ကိုနှင့် မိမိနှင့်အသက်ကိုချင်း၍ အနှင်းသည်ဟုလေးနက်တည်ကြည်စွာကြီးညာ၍ တန်ရင်းသည်ဟုလေးနဲ့တည်ကြည်စွာကြီးညာ ဂရိသစ္စာပြုပါသည် ၍ဂရိတ္တစာပြုသည် ပြန်ထားနိုင်ပါဗျာဂရိသစ္စာပြုခြင်းအစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ်နိုင်ငံတော်သမ္မတကြီးနဲ့ဒုတိယသမ္မတများပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာ